အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာကတော့ကျွန်တော်လာတော့မှာဒီ Saspo ဆိုတဲ့ရွာကနေ၄မြို့ကိုဦးတည်နေလာတဲ့နေ့လန်တော့မှာကျွန်တော်မထင်မှတ်ပဲနဲ့စုံတွေ့ခဲ့တဲ့လာတကီအကူကြီးတယောက်အိမ်မှာ၃ရက်တာနေထိုင်ခဲ့တဲ့အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ် Okay အားလုံးပဲ good morning ပါဗျာဆိုတော့ကျွန်တော်အခုဒီလေးလက်တက်ကိုရောက်နေပြီဗျအဲ့ဒါကျွန်တော်ဒီမှာကျွန်တော်ဒီလာတက်ကီနေခံတယောက်ရဲ့အိမ်မှာတေးနေရဗျကျွန်တော်အခုဆိုရင်ညညတေးမှဒီနေ့လဲဆိုရင်အဲ့ပေါ့နေရက်မြောက်ရှိပြီပေါ့နော်ညအိပ်ပြီးသွားပြီဒီမှာဆိုတော့သူနဲ့ကြတော့ကျွန်တော်မထင်မှတ်ပဲနဲ့ကျွန်တော်လမ်းမှာတွေ့ရဗျကျွန်တော်ဒီလေးကိုလာတဲ့လမ်းမှာပေါ့နော်အမှသူကလည်းဆိုင်ကယ်ရှောက်ပတ်မောင်းနေရတယ်ကွာအဲ့ဒီလမ်းနှစ်ခွရှိရအဲ့ဒီမှာကျွန်တော်ကဘယ်ဘက်သွားရမှမသိဘူးပေါ့နော်ခုစလုံးက highway လမ်းဆိုတော့ကျွန်တော်တွေးဟဖြစ်နေတာအဲ့ဒါနဲ့အမှသူကထွက်လာဆိုင်ကယ်နဲ့ထွက်လာတယ်နော်အမှကျွန်တော်ကအမှစကားတွေပါပြောကြပေါ့အဲ့နဲ့သူကတကယ်လို့အဲ့ဒီနေရာကနေဆိုရင်၄ရက်ထိဆိုရင်ကီလိုမီတာ30ကျော်ပဲ30ကျော်ဝေးတယ်ဒါပေမဲ့တောင်တက်တောင်ဆင်းနေရှိတော့ကျွန်တော်ကတရက်ထက်နဲ့မရောက်နိုင်ဘူးထင်ထားတာသူကတရက်ထက်နဲ့ရောက်တယ်တဲ့တကယ်လို့ရောက်ရင်လည်းဖုန်းခေါ်လိုက်တယ်နော်ကျွန်တော်အိမ်မှာနေလို့ရတယ်တဲ့အဲ့ဒါနဲ့ကျွန်တော်လည်း okay ဆိုပြီးမှအဲ့လိုပဲပြီးတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်နင်းနဲ့ညမိုးချိုးတဲ့ချိန်ကျတော့ဒီလေးမြို့ပြင်ကိုရောက်လာမြို့ပြင်ကိုရောက်တော့အမှသူကဖုန်းဆက်လာခဲ့ရပါကျွန်တော်ဖုန်းဆက်လာခဲ့မှာဘေးရောက်နေပြီလဲဗာညာဟုတ်ဗျာကျွန်တော်လေရင်ကွေးနာတော့မြို့ပြင်လောက်ရောက်နေပြီလို့ပြောတော့လာခဲ့တယ်ကျွန်တော်အိမ်ကိုလာခဲ့ဆိုမှအဲ့လိုနဲ့သူ့အိမ်မှာနေဖြစ်သွားပါတော့ဆိုတော့သူ့အိမ်ကသူတယောက်တည်းနေရဗျသူ့အိမ်မှာဒီမှာကျွန်တော်စပင်းကကျွန်တော်ဒီgear shifter ဟောနော်ဒီကောင်နည်းနည်းပြင်ရမှာပေါ့ဘာလို့ဆိုရင် gear ချင်းနဲ့ချက်လုပ်တဲ့ချိန်မှာဆိုရင်ဒီမှာ chain ကဒီကောင်လာထိအမျိုးတွေဖြစ်နေတာအကြောင်းလို့ကျွန်တော်အဲ့ဒါ chain ရမယ်ဒီနေ့တော့ပြင်မယ်ဆိုတော့ဒီမှာကျွန်တော်မနေ့ကတနေ့ကုန်ဘာမှမလုပ်ဘူးဗျဒီမှာသူကျွန်တော်တို့เนี่ย10သူရဲ့10ပြင်တယ်ဒီမှာညနေပိုင်းတော့6လျာပေါ့နော်ဒီမှာဟိုပန်းနေစိုက်ထားဗျသူကကျွန်တော်ထင်တယ်သူကလူပြူကြီးတင်တယ်ဒါမှမဟုတ်လည်းအိမ်ခေါင်ရှိမှကိုယ်သွားတာဆိုကျွန်တော်လည်းမမေးဘူးသူလည်းမပြောပြအောင်ဆိုတော့ဒါပေမဲ့လူပြူကြီးဖြစ်ဖို့များပါတယ်ကျွန်တော်မေးတယ်ဒါပေမဲ့သူကတိတ်မပြောချင်တယ်လို့ဆိုတော့ကျွန်တော်ထပ်မမေးတော့တယောက်သေးနေရဗျဒီမှာဒီစိုက်ခင်းတွေရောသူပဲလှုပ်ထားရဗျသူတယောက်သေးစိုက်ထားမိုက်တယ်ဒီမှာရောတယောက်သေးစိုက်ထားတင်တာကြတော့prayer wheel လို့ခေါ်တယ်နော်ဒါကိုလဲမယ်ဆိုရင်သူကဒီနာရီလက်တံအတိုင်းပဲလဲရမယ်နော်ပြောင်းပြန်လဲလို့မရဘူးဆိုတော့ဒီထဲမှာဆိုရင်ဒီစူတောင်းစာတွေနော်စူတောင်းစာတွေကျန်းကန်တွေပေါ့ဗျာအဲ့ဒါတွေထည့်ထားတယ်တဲ့ဆိုတော့ဒီလိုမျိုးလေးရပါဘောနော်ဒါသူရဲ့ခြံဗျာသူရဲ့အိမ်နောက်ဘက်မှာဆိုရင်ဟိုမှာသူလမ်းတွေပန်းတီးပြင်ရှိတာပန်းတီးပြင်ဒီမှာပန်းတီးရအင်္ဂန်လူရှိတာဒီမှာဒီဒေသအေးတယ်ဗျအေးတယ်အခုကျွန်တော်အရိပ်မှနေရမလားဒီလက်တူလည်းပဲနေရပါအဲ့ဒါအေးစင်းစိတ်နဲ့ဖြစ်တယ်ဗျပြောရမယ်ဆိုရင်
ဒီနေရာမှာကအခုချိန်ကနွေရာသီပေါ့နော်နွေရာသီမိုးရာသီပေါ့ဗျာဒီအချိန်ကကျွန်တော်တို့မြစ်ကြီးနားကဆောင်းရာသီနဲ့တတ်တူတယ်ဗျာ temperature ဆိုရင်လည်း15 16 19ပေါ့နော်အဲ့လောက်ပဲရှိတယ်အခုချိန်မှာညနေပိုင်းဆိုရင်အနွေးထည်ဝေးရတယ်နော်အခုတော့မှဒီမနက်ပိုင်းဒီမှာနေထွက်လာလို့ကျွန်တော်နေပူစာလုံနေလို့မဝတ်ထားတာအခုဒီမှာအရေးထဲမှာနေလိုက်ပြီဆိုရင်အေးစင်းစိတ်နဲ့ခံစားလာရတယ်အဲ့မျိုးပေါ့နော်โอเคဒါပဲဒီမှာသူ့အိမ်ကဒီဘက်မှာကျတော့သူကဆောက်လုပ်နေစေပဲဗျလုပ်နေစေပဲအဖေကျတော့ကျွန်တော်မပြဘူးဗျာဘာဖြစ်ဆိုရင်သူများအိမ်လေးနော်သူများအိမ်ပြလို့အဆင်မပြေဘူးပြီးရင်ဒီအင်ရှင်ကသူက social media လည်းတိတ်မတုံးဗျတိတ်မတုံးတာမဟုတ်မတုံးလို့ဆိုတော့သူကဒါမျိုးတွေတိတ်စိတ်မဝင်စားအပြင်မှာတော့ကျွန်တော်ခွင့်တောင်းပြီးတော့ရိုက်လို့ရတယ်โอเคဒီမှာကျွန်တော်ဒီအိမ်မှာတေးနေတယ်ပေါ့နော်ကောင်းထောင်းမဆိုတာနဲ့ကျေးဇူးတော်အကြောင်းမထင်မှပဲနဲ့တွေ့တဲ့ဇိမ်းနှစ်ယောက်ကဒီမှာအခုဆိုရင်တူချက်ပြုတ်စားတော့ပေါ့နော်โอเคဆိုတော့ကျွန်တော်ဒီညလေးဒီမှာဆက်နေအောင်ဗျဆက်နေပြီးမှဒီနေ့ကတော့ကျွန်တော်စပိန်နေပြင်ရှာရှိရတယ်ပြီးရင်မနေ့ပြန်အစိုးရထွက်မှာဗျပြန်အစိုးရထွက်မှာโอเคအားလုံးပဲ see you ပါ ဒီအင်ရှင်ကူကြီးကဒီလာတကီလူမျိုးဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တယ်ဘာသာတရားလည်းအယံကိုင်းဆိုင်တယ်ပြီးတော့တဘောလည်းအယံကောင်းတယ်ဗျသူ့အိမ်မှာနေတဲ့တခြားဘာမှလည်းလောက်ရှာမလို့ဗျသမင်းလည်းလကားစားရတယ်နေရာထိုင်ခင်းလည်းလကားရတယ်ပေါ့နော်ပြီးတော့ဒီသူ့ကားနဲ့ပဲသူကိုတိုင်မောင်းပြီးမှဒီမြို့အနီးအနားကလေးပတ်စရာနေရာလေးတွေကိုကျွန်တော်ကိုလိုက်ပြပါတယ် Our king used to live here. In that village. The current king, you know. the current king See, you can see here. Pangong, Anle, Sumori. Sumori yeah They're not going to Pangong, right? no I have not enough time for Pangong maybe as I said maybe next time for honeymoon Pangong. Come with a girlfriend. yeah Bring one more, but sure one for me, one for you. of course ဒီနေ့ကိုသူ့စီမှာရှိတဲ့ဒီထန်အပြက်ကိုပြင်ဆင်ပြီးတော့ညနေပိုင်းကျွန်တော်ကိုသူကဒီမြို့အနီးအနားတဝိုက်ကိုအလေခေါ်သွားပါတယ်ဒီကနာလန်ကကြတော့ဒီလိုကျွန်တော်တယောက်တည်းဆိုရင်ကျွန်တော်ရောက်ဖြစ်ဖို့မတေချာဘူးပေါ့နော်ရောက်ဖြစ်မှာလည်းမဟုတ်ဘူးပေါ့ဒါပေမဲ့သူ့အိမ်မှာတေးတော့သူလိုက်ခေါ်ပြတော့ကျွန်တော်ရောက်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့မမြင်ရတဲ့အတိုင်းပဲရှုခင်းတွေကရမ်းလာတယ်ဘေးပတ်ပတ်ဝန်းကျင်မှာဒီတောင်တန်းတွေနင်းတောင်တန်းတွေရှိတယ်ပေါ့နော်ပြီးရင်ဒီဘေးမှာချောင်းလေးစီးစီးနေတယ်ဒီချောင်းကကြတော့ဒီIndus River ဖြစ်လာမဲ့ဒီမှာချောင်းဒီမှာမြေကိုတွားပြီးမှပေါင်းစည်းတဲ့ချောင်းဖြစ်တယ်ပေါ့နော်ဆိုတော့မြေလက်တက်တစ်ခုဖြစ်တယ်ပေါ့ဒီကနာလန်ကိုလေပြီးသွားတော့ကျွန်တော်တို့နောက်ထပ်တနေရာကိုပြန်ဆက်သွားပါတယ်အဲ့ဒီနေရာကကြတော့ဒီရှေးဆိုတဲ့ရွာမှာရှိတဲ့ဒီဖုံးတော်ကြီးကျောင်းဖြစ်ပါတယ်ပေါ့
Okay ဆိုတော့အခုကျွန်တော်ကဒီလက်တက်ကီဘုံကြီးကျောင်းတစ်ကျောင်းကိုတော်ရောက်လေပတ်နေရဗျာဒီဘုံကြီးကျောင်းကဒီလေးမြို့အနီးမှာရှိရပေါ့နော်ဆိုတော့ကျွန်တော်ကိုဒီကကိုကြီးရလိုက်ပို့တယ်ကျွန်တော်သူ့အိမ်မှာပဲနေရဗျာအခုလည်းလေးမှာကျွန်တော်ကောင်းထောင်းမဆိုနေသူနဲ့တွေ့လို့နော်သူ့အိမ်မှာပဲနေသူ့အိမ်မှာပဲစားအဲ့လိုနဲ့နေတာဗျဒီကမှာရှုခင်းနေလာရဒီမှာလည်းရှုခင်းနေတာโอ้มีတက်ရတယ်အမြင့်ကြီးတက်ရတယ်ဗျာခုနကကျွန်တော်ဟိုးဘက်မှာအဲ့ဒီရက်နေတဲ့ဖျားဘက်ကနေလာခဲ့တာကျွန်တော်အမြင့်ကြောက်ရပြကျွန်တော်ပြင်ဒီမှာအကာတွေကလည်းမရှိဘူးဒီမှာဆောက်လက်ဆဆိုတော့အကာတွေလည်းမရှိဘူးဒါတွေကကြောက်ခေးပဲမဟုတ်ဗျာဒီမှာဆူတောင်းစာတွေပါတယ်ဗျာဒီမှာတွေ့လားကြောက်ခေးတိုင်းမှာဆူတောင်းစာတွေပါတယ်ဒီမှာပြီးရင်တခုအမလားဒီဘုံကြီးကျောင်းကိုပတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီနိုင်လက်တန်အတိုင်းပတ်ရတယ်နော်နိုင်လက်တန်ပြောင်းပြန်ပတ်လို့မရဘူးအခုပဲကျွန်တော်ဒီအထဲကဒီဘုံကြီးကျောင်းတွေကိုဝင်မှလေးလာဖြစ်တယ်ပေါ့နော်အဲ့ဒီအထဲမှာဒီဗုဒ္ဓထိုင်တော်မူစင်တုအကြီးကြီးရှိတယ်ပြီးရင်အဲ့ဒီဘယ်လိုပြောမလဲအဲ့ဒီနိုင်ရန်တွေမှာဆိုရင်နိုင်ရန်ဆေးရဲပကြီးတွေရှိတယ်ပေါ့နော်အရင်မိုက်တယ်ဒီအထဲမှာတပ်ပုံတော့မရိုက်ခိုင်းဘူးဆိုတော့ကျွန်တော်မရိုက်တော့ဒါကအဆောက်အဦအဟောင်းမြကဘာပေါ်မှာဆောက်ထားတာပေါ့နော်လာတက်ကီနဲ့ဒီတိဘက်တန်ဘုံကြီးကျောင်းတွေကအတူတူပဲဗျကျွန်တော်မေးကြည့်တာလေနော်သူတို့ရဲ့ဒီculture လည်းအတူတူပဲတဲ့ဒီဘာသာစကားတွေကွဲသွားတယ်နေရာဒေသကွဲသွားတယ်ဒီလောက်ပါပဲသူတို့ဒီအကုန်လုံးဒီပါအိမ်တွေရောအတုံးအဆောင်အကုန်လုံးအတူတူပဲဗျအနီးအနားဒီလေရှာနေရာလေးလေပြီးသွားတော့ညနေပိုင်းကျတော့သူကကျွန်တော်ကိုဒီညစာချက်ဖို့ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းဟိုချက်တပ်မချက်တပ်ပေါ့နော်အဲ့ဒါစားကြတော့ကျွန်တော်ချက်သားချက်မလို့တယ်ဒါပေမဲ့သူကကျတော့ဒီတက်လို့တမဆိုတော့ဒီရတဲ့ဂျလွယ်နဲ့ရတဲ့ဒီအာလူးနဲ့ချက်ဥကိုပဲစီပြန်ချက်ပြီးမှညစာသူစားဖြစ်တယ်ပေါ့နော်โอเคဆိုဒီမှာကျွန်တော်ဒီညဒီမှာလက်တက်ကီအကူကြီးတယောက်ရဲ့အိမ်မှာကျွန်တော်ရောက်နေဗျာဒါသူတို့ရဲ့မိပူကြောင်ဗျ
ညီပူကြောင်ကအေးခန်းလူပဲဗျဒီမှာအဲ့ဒါအခုကျွန်တော်တို့ဒီမှာချက်စားနေကျွန်တော်ချက်နေရဗျအဲ့ဒါကျွန်တော်ဒီညဒီမှာကျုပ်နဲ့အာလူစီပြန်ချက်မလို့အဲ့ဒါသူကဟိုတတ်တမဆိုတော့နန်vegetarian တမဆိုတော့အသားတွေပါမချက်တော့အစကျွန်တော်သူအသားတွေပါချက်မလို့ချက်သားတွေပါချက်မလို့ဒါနဲ့သူက vegetarian ဆိုတော့နော်အာလူနဲ့ကျုပ်စီပြန်တော့ချက်ကျွေးတော့မယ်သူဒီမှာသူရဲ့ ingredient မိုက်ရညီဘူးကြောင့်ဒီမှာက TV ညီဘူးကြောင့်နော်ပြီးရင်ဒီမှာကြည့်သူတို့ရဲ့ညီဘူးကြောင့်ကအေးခန်းလိုပဲဒီမှာ sofa နဲ့ဟောရမ်းမဲ့ဟိုမှာဒီမှာဖျားစာတွေဒါတွေညာရပေါ့ဗျာ Okay ကျွန်တော်ချက်နေရဗျအခုနောက်နေ့အားတော့ကျွန်တော်သူ့ကိုနှုတ်ဆက်ပြီးမှသူ့အိမ်ကနေထွက်လာခဲ့တယ်ကျွန်တော်စပိန်လေးနည်းနည်းပါးပြင်ပြီးရင်ကျွန်တော်ခီးဆက်ဖို့စီစဉ်ထားတယ်ဒါပေမဲ့ကျွန်တော်ရဲ့စပိန်ပြင်နေရဗျာဒီမှာ gear shifter ကချိန်လိုက်ပြီဆိုရင်ဒီဟိုဟာဒီမှာတော်တော်ထိနေတာအကြောင်းမလို့ဒီ၄ရောက်တော့စပိန်လာပြင်နေဒီမှာဗျာတို့ဆိုင်ကယ်လည်းငားဒီမှာဆိုင်ကယ်ငားဒီမှာရှောက်တော့ရတယ်စပိန်ပြည်နယ်တော့မှာပဲကျွန်တော်အဖျားရှိသလိုခံစားလာရတယ်ဗျာနေလို့တိတ်မကောင်းတော့အဲ့ဒီအနည်းအနားမှာရှိတဲ့ဒီ hostel ခုမှာပြန်ပြီးတော့အခန်းယူပြီးမှတညပြန်နေလိုက်ပါတယ်